2026 ခုနှစ်မေလ17ရက်တနင်္လာနေ့ညမှာကစားမဲ့ပွဲစဉ်3ပွဲ3သက်ချက်1 Tottenham vs Leeds Premier League တနင်္လာရီခွဲ AM ဒီပွဲက Premier League ရဲ့တန်းစင်းဆောင်ရုံထွက်ပွဲဖြစ်နေတာကအံ့ဩစရာပါလက်ရှိအဆင့် Leeds အဆင့်16 43မှတ် Tottenham အဆင့်19 38မှတ်နီးပြတဲ့ Roberto Di Zerbi ရဲ့လက်အောက်မှာ Spurs ဟာနောက်ဆုံး2ပွဲဆက်နိုင်ပွဲရပြီးတန်းစင်းစုံတွေကရုံထွက်နေပါတယ်။ဒန်ယာရီနဲ့ Spurs ဟာဒီညမှာတော့ Madison ပြန်ပါမိုးရှိနေတယ်လို့သတင်းတွေအရဒီယာပတက်ပြီးတိုက်စစ်ပိုင်းမှာ Richarlison 10ဂိုးကိုပဲအဓိကအားကိုးနေရပါတယ်။ဒန်ယာရလူစရင် Leeds ဘက်မှာနောက်ခံလူ Gabriel Gudmundsson ပေါင်ကြံဒန်ယာကြောင့်လွဲချော်မှာဖြစ်ပြီးတိုက်စစ်မှာကယ်ဗတ်လူဝင်73ဂိုးကအဓိကချင်းချောက်မှုဖြစ်လာမှာပါ။3သက်ချက် Spurs ကအင်ကွင်းမှာအမှတ်အရန်လိုအပ်နေပြီမဲ့ Leeds ကနောက်ဆုံး6ပွဲဆက်ရှုံးပွဲမရှိပဲခြေစွမ်းတက်နေပါတယ်။ Spurs အတွက်တန်းစင်းစုံကနေလွတ်ဖို့အသေးအံကစားရမယ့်ပွဲပါ။ Spurs တကူအတာလောက်နဲ့နိုင်ပြီးဂိုးများမဲ့ပွဲလို့မထင်ပါဘူး။နှစ် Rayo Vallecano vs Girona La Liga 2နာရီခွဲ AM La Liga မှာလည်းအရင်ရာသီကခြေစွမ်းပြခဲ့တဲ့ Girona ဟာအခုတော့တန်းစင်းစုံအနားရောက်နေပါတယ်။လက်ရှိအဆင့် Rayo Vallecano အဆင့်17 42မှတ် Girona အဆင့်19 38မှတ် Rayo ဟာအဆင့်9နေရာက Getafe နဲ့3မှတ်ပဲကွာတော့တာကြောင့်ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက်အမှတ်ရှာမှာပါ Girona ကတော့တန်းစင်းစုံတွေက Alaves နဲ့1မှတ်ပဲကွာပါတော့တယ်3သက်ချက် Rayo ဟာ Vallecas အင်ကွင်းမှာခံစစ်မှာကြော်ပြီးအဝေးကွင်းမှာခြိပြတ်နေတဲ့ Girona ကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ် Girona အတွက်တော့ဒီပွဲရှုံးရင်တန်းစင်းရဖို့အန်ဒီရဲ့ပူများသွားမှာပါတရီလောင်းနဲ့ပဲအရှုံးတက်ပြီးဂိုးနေမဲ့ပွဲလို့ခံမှန်းပြီးချင်ပါတယ်3 Napoli vs Bologna Serie A 1:15 မိနစ်အီတလီမှာတော့ Napoli ဟာအရင်နှစ်တွေကပုံစံဆိုးတွေကိုဖျောက်ပြီးထိပ်တန်းအဆင့်ကိုပြန်တက်လာပါတယ်လက်ရှိအဆင့် Napoli အဆင့်2 80မှတ် Bologna အဆင့်9 49မှတ်နီးပြအန်တိုနီယိုကွန်တီရဲ့ Napoli ဟာချန်ပီယံလိဝင်ခွင့်တေချာနေပြီဖြစ်တယ်လို့ဒုတိယနေရာကိုခိုင်မာအောင်စူးစမ်းနေပါတယ်ဘိုလိုညာကတော့ဥရောပဝင်ခွင့်စုံအောက်မှာရောက်နေပါတယ်သုံးသက်ချက်နပိုလီဟာနောက်ဆုံးအင်ကွင်း9ပွဲမှာ4ပွဲအထိနိုင်ထားပြီးချီစွမ်းတည်ငြိမ်နေပါတယ်ဘိုလိုညာကစားပုံကောင်းပေမဲ့ကွန်တီရဲ့ကြစ်လစ်တဲ့နပိုလီကိုအင်ကွင်းမှာကြော်ဖြတ်ဖို့ခက်ခဲပါလိမ့်မယ်နာပိုလီနိုင်ရင်အောင်2ဂိုးမပြတ်ဘူးလို့ထင်မိပါတယ်ဂိုးကတော့အနည်းဘက်ကိုဦးတည်နိုင်ပါတယ်ကျွန်တော်ကတော့ဒီညပွဲ3ပွဲမှာစပါးပေါ်ဒီဂျီရိုနာဂိုးပေါင်းအောက်နဲ့နာပိုလီပွဲကိုလည်းဂိုးပေါင်းအောက်ကိုပဲကြိုက်မိပါတယ်ဗျတယောက်နဲ့တယောက်အကြိုက်ချင်းမတူနိုင်တာမို့ကိုကြိုက်တာနဲ့တူရင်တော့စော့ကြပါမတူရင်ဘက်ကန်လို့ရပါတယ်ဗျဒီညမှာလည်းအားလုံးအပေါင်းပြပြီးနိုင်ကြပါစေဗျအားလုံးပဲ good luck